အဖိုးတယောက်ကဒုက္ခလေးတစ်ချောင်းနဲ့ပေါ့ဗျာလမ်းလျှောက်ထွက်လာတာပေါ့သူလာတဲ့လမ်းနဲ့ရက်ကွက်ကဗျတိတ်ဆိတ်ငြင်းညမ်းပြီးတော့ချမ်းသာတဲ့လူတွေနေထိုင်တဲ့ရက်ကွက်မျိုးဖြစ်တယ်ဗျသူကလမ်းထိပ်ကစိုင်းမုတ်လေးကိုဖတ်လိုက်တယ်အေးမြတာယာလမ်းသူကလမ်းထဲကိုကြီးလိုက်တယ်ဗျလမ်းထဲမှာလည်းရေတမပင်တွေအတန်းလိုက်ဆိုင်တာတော့ကြီးလို့လှနေတာပေါ့ဗျာသူကဘေးတစ်ပတ်တစ်ချက်စီမှရှိတဲ့တိုက်တွေကိုသူကြည့်ပြီးတော့သူကအေးအေးဆေးဆေးပဲလမ်းလျှောက်လာတယ်ဗျအဲ့ဒီချိန်မှာပဲဝုတ်ဝုတ်ဝုတ်သူခြံထဲကခွေးတကောင်ကသူ့ကိုစူးစူးဝါးပဲထိုးအောင်တာဗျနောက်ခွေးတကောင်ကလည်းဝုံဝုံဝုံဆိုပြီးတော့ဗျခြံတကားကြီးကိုပုတ်ပုတ်ပြီးတော့သူကဟောင်းတာပေါ့ဗျအဖိုးကခွေးတွေနဲ့ဝေးရဖို့ဗျသူကလမ်းလျှောက်သွားတာပေါ့ခြံထဲကခွေးတကောင်ကပြေးပြီးထွက်လာပြီးတော့သူ့ကိုလိုက်ဆွဲတယ်ဗျအိုးဘဲနဲ့ခွေးဆိုပြီးတော့သူကလက်ထဲမှာရှိတဲ့ဒုတ်ကောင်လေးနဲ့ခွေးကိုခြောက်တာပေါ့ခွေးတကောင်ကတော့တန့်သွားတယ်ဗျဒါပေမဲ့လည်းစူးစူးဝါးဝါးတော့ထိုးခေါင်နေတာပေါ့နောက်ခွေးတကောင်ကထပ်ပြေးလာတယ်ဗျသူတို့ကအင်အားကောင်းသွားတော့ဗျာအဖိုးကိုဘောင်းမီကိုဆွဲကြိုက်တယ်ဗျာသူကခွေးတကောင်ကိုဒုံးနဲ့ရမ်းနေစင်မှာပေါ့ဗျာနောက်ခွေးတကောင်ကခြေသလုံးကိုဝင်ဆွဲခြင်းဖြစ်တယ်ဗျာအဖိုးကချောင်းလန်းလို့မရနိုင်တဲ့အတွက်ကြောင့်သူ့လက်ထက်မှာကင်ထားတဲ့ဒုတ်ကိုဗျာတင်းတင်းကြက်ကြက်ကင်ပြီးတော့ခွေးရဲ့ဦးကောင်းကိုလွှဲရိုက်ထက်လိုက်တယ်ဗျာချက်ကောင်းထိသွားတော့ခွေးကဘဲသမ်းမောင်းអော်ပြီးတော့ဗျာနောက်ကိုထွက်ပြေးသွားတာပေါ့အဲ့ဒီပြေးသွားတဲ့နောက်ကိုနောက်ခွေးတကောင်ကတည်းပြေးလိုက်သွားတယ်ဗျာအဲ့ဒီခွေးနှစ်ကောင်လုံးကခြံတစ်ခုတည်းကိုဝင်ပြေးသွားတာပေါ့အဖိုးကသူ့ရဲ့ခြေသလုံးကိုခွေးဆွဲသွားတဲ့တိုင်အောင်သူကြည့်လိုက်တယ်ကြည့်ပြီးတော့မှခွေးတွေပြေးဝင်သွားတဲ့အိမ်ကိုသူကသွားတာပေါ့ထောင်းနဲ့သူကခြံစီရောဥဒတိုင်းပေါ်ကိုရောက်တဲ့အချိန်မှာခေါင်းလောင်းလေးကိုနှိပ်လိုက်တယ်ဗျခြံတကားကလည်းခွေးတကောင်ဝင်ကားစားလောက်ဟနေတယ်ဗျသူကလူခေါ်ခေါင်းလောင်းကိုခလုတ်ကိုနှိပ်လိုက်တယ်လူတယောက်မှလည်းထွက်မလာဘူးဗျကောင်းမှတက်စင်လာတဲ့သူကခေါင်းလောင်းလေးကိုလှုပ်လိုက်တာပေါ့ခြံထဲကခွေးတွေကလည်းထပ်ပြီးတော့ဟောင်းတယ်ဗျမကြပါဘူးဗျာလူတယောက်ကထွက်လာတာပေါ့ဘာကိစ္စရှိလို့လဲတဲ့သူကခြံတကားတစ်ဖက်ကနေရက်ပြီးတော့အဖိုးကိုပြောချင်းဖြစ်တယ်ဗျဟာဒီမှာမောင်ရင်တို့အိမ်ကခွေးကတဲ့ငါ့ကိုကြိုက်လိုက်လို့တဲ့ကျွန်တော်တို့အိမ်ကခွေးတဲ့ခြံထဲမှာပါဦးတဲ့ဦးကားတဲ့ခြံထဲကိုဝင်လို့ကြိုက်တာပေါ့တဲ့အဝမှာရေးထားတယ်လေတဲ့ခွေးကြိုက်တတ်တယ်လို့ဒီမှာတဲ့စကားကိုမျှတအောင်ပြောစီချင်တယ်ကွာတဲ့မောင်ရင်တို့ခွေးတဲ့လမ်းပေါ်မှာလမ်းလျှောက်နေငါ့ကိုကြိုက်ပြီးတော့တဲ့ခြံထဲကိုဝင်သွားတာတဲ့ဒီမှာတဲ့ခြံကဟနေတယ်တဲ့ကျွန်တော်တို့ခွေကလမ်းပေါ်ကလူတွေကိုတက်ဆွဲတာထုံးစံမရှိဘူးတဲ့ဒီမှာလေကွာတဲ့ဘောင်းမီပြေးသွားတယ်လေတဲ့ခွေးကိုက်ရဲ့ဒဏ်ကလည်းရသွားတယ်လေတဲ့တွေးတွေလည်းထွက်နေတယ်လေတဲ့ဦးလေးကိုကျွန်တော်တို့အိမ်ကခွေးကိုက်ပါတယ်လို့ဘယ်လိုတက်တည်ပြမလဲဟာမင်းတို့ခြံတို့ပြေးဝင်သွားတဲ့ခွေးကိုမင်းတို့ခွေးမဟုတ်လို့ညင်းနေလို့လားဟိုမားတယ်ဟိုခွေးတစ်ကောင်လို့ခွေးတစ်ကောင်ငါ့ကိုကိုက်သွားတာဦးလေးကိုကျွန်တော်ပြောမယ်နော်ခြံတော့ဝင်မလာဘဲနဲ့တော့ကျွန်တော်တို့အိမ်ကခွေးကတော့မကိုက်ဘူးတဲ့ခင်ဗျအလေးတုတ်ချင်တာကြောင့်ကျွန်တော်တို့ခွေးတာကိုက်တာတဲ့မောင်ရင်နဲ့လူကြီးလူကောင်းဆိုရင်နဲ့လူကြီးလူကောင်းစကားပြောငါကဟိုဘက်လမ်းမှာနေတာတကိုးမဟုတ်ဘူးအခုကမင်းတို့ခွေးကြိုက်တာကိုငါအကြောင်းလာကြတာတဲ့ကိုင်းနဲ့ထားပါတော့ဗျာတဲ့ဘာလဲတဲ့ခင်ဗျရောလူချင်းလို့အကြံအဖန်လာလုပ်နေတာလားတဲ့ကောင်းပြီတဲ့မင်းကိုလူကြီးလူကောင်းတယောက်လုံးမှတ်နေတာတဲ့တကယ်တော့မင်းကတော်တော်အောက်တန်းကြတဲ့ကောင်ပဲမင်းစီကဘာမှယိုကြီးမလူချင်းဘူးကွာတဲ့မင်းခွေးတွေအတွက်မင်းတောင်းမှန်နဲ့ဒါပဲလူချင်းတယ်အလိုဗျာတဲ့ခွေးတွေစားလူကတောင်းမှန်မလို့မတောင်းမှန်နိုင်ဘူးတဲ့မောင်ရင်ကတောင်းပန်ခြင်းဆိုတဲ့သဘောတရားကိုနားမလဲတဲ့အပေါ်စားလူတယောက်ဆိုတာကိုပို့ပြီးထင်ရှားသွားပြီတဲ့ကဲတဲ့ငါနောက်ဆုံးပြောပဲတဲ့ငါဘာရောကြီးမှမလူချင်ဘူးတဲ့ငါ့ကိုတောင်းပန်နောက်ပြီးတော့ခွေးတွေကိုလွတ်မထားပါဘူးလို့ဝန်ခံပါတဲ့မတောင်းပန်နိုင်ဘူးတဲ့ကျောက်ဘုရားမှာဘသူ့ကမှအောက်ကြောင်နောက်ကြောင်နဲ့တောင်းပန်တာမရှိဘူးတဲ့အေးအခုတော့တဲ့မင်းတောင်းပန်ရမယ်တဲ့မတောင်းပန်နိုင်ဘူးဗျာခမရဘာလုပ်မလဲအဖိုးကြီးထွက်သွားတော့နောက်တစ်ခါကျုပ်ခွေးတွေကိုလွတ်လိုက်မှတော့အဆိုးမစုံနဲ့မင်းမတောင်းမနိုင်ဘူးပေါ့မတောင်းမနိုင်ဘူးကောင်းပြီတဲ့အဖိုးကနောက်လှည့်ပြီးတော့ဗျာသူလာရလမ်းတန်းသူကသွားတယ်ဗျာနောက်တနေ့အဲ့ဒီအချိန်မှာပဲအဖိုးကခွေးကြိုက်တဲ့အိမ်ကိုထပ်လာတယ်ဗျာသူကလူခေါ်ခေါင်းအောင်နှိပ်လိုက်တယ်ကလင်နဲ့လူတယောက်ကထွက်လာတယ်ဗျာအဖိုးနဲ့စကားပြောတာပေါ့ထိုလူကအိမ်ထဲကိုဝင်သွားတယ်ခွေးတွေကလည်းခြံထဲကနေအဖိုးကိုစူးစူးဝါထိုးအောင်နေတယ်ဗျာမနေ့ကအဖိုးနဲ့စကားများတဲ့လူကထွက်လာတယ်မင်းကကိုတောင်းမှမတောင်းမနိုင်ဘူးသူတို့စကားတွေအကြီးအကျယ်များကြတယ်ဗျခွေးတွေကလည်းခြံထဲမှာတောင်းကျမ်းနေတာပေါ့အဖိုးကပြန်ထွက်သွားတယ်ဗျနောက်တနေ့ပေါ့ဗျာအဖိုးကနေ့စဉ်စက်တိုက်လာပြီးတောင်းမှန်ခိုင်းတယ်ဗျခြံရှင်ကလည်းမတောင်းမှန်နိုင်ဘူးဆိုတဲ့အကြောင်းပြောတယ်ဗျနောက်ပိုင်းမှာတော့ခြံရှင်ကထွက်မတွေ့တော့ဘူးဗျခြံဆောင်နဲ့ထွက်တွေ့တာပေါ့ခြံဆောင်နဲ့လည်းစကားတွေများကြတယ်ဗျအဖိုးကခြံရှိကိုမလာတော့ဘူးဗျထူးဆန်းတာကဗျအဖိုးကိုလာခြင်းရောက်တဲ့အချိန်တိုင်းပဲခွေးတွေကထိမ့်မနဲ့တိမ့်မနိုင်အောင်ဗျထိုးဟောင်နေတာပေါ့ခွေးတွေကအခြေအနေဆိုးလာတယ်ဗျနေ့ဘက်တွေမကတော့ညဘက်တွေပါဗျအငြိမ်မနေတော့ဘူးဗျထိုထူးဆန်းတာက
ညနဲ့တကောင်ရင်ကြီးမှလည်းခြံတကားကိုဗျာခေါင်းလောင်းကိုဘသူကလာတီးနေမှမသိဘူးဗျာတက်ကလင်နဲ့ဗျာဟောအေရှင်နဲ့အိမ်သားတို့လည်းဗျာခြံမြင်ထွက်ကြည့်လိုက်တယ်ဘသူမှလည်းမတွေ့ဘူးဗျာခွေးကတော့ဟောင်ပြင်းဟောင်နေတာပေါ့ဗျာအင်းရှင်တွေလည်းအေးအေးတွေပြတ်တော့စိတ်တွေညစ်လာတာပေါ့ဗျာတနေ့အဲ့ဒီနေ့မိုးတွေကလည်းအုပ်လေကလည်းတိုက်တဲ့ပြဗျာတစ်ပင်တွေကလည်းကြီးနဲ့អော်နေတာပေါ့အဲ့ဒီချိန်မှာပဲကလင်ဆိုပြီးတော့ခြံဝမှာခေါင်းလုံးနာကြတော့ခွေးတွေကလည်းစူးစူးဝါထိုးအောင်ပြောင်းဗျာအေရှင်ကပောက်ကွဲတယ်ဗျာခြံဆောက်ကိုခြံဝကိုတွားကြည့်ခိုင်းတာပေါ့မိုးတွေဖွဲနဲ့ဗျာခြံဆောက်ကခြံဝကိုတွားကြည့်တယ်တကားဖွင့်ကြည့်တော့ဗျာဘသူ့ဟိုမှမတွေ့ဘူးဗျာအိမ်ထဲကိုပြန်ဝင်ပြီးတော့ဘသူမှမရှိဘူးဆိုတော့အင်ရှင်ကိုသူကပြောလိုက်တာပေါ့အင်ရှင်စိတ်မငြိမ်တော့ဘူးဗျာခေါက်တော့ခေါက်မြန်ရှောက်ရင်းနဲ့ခွေးတွေကိုလည်းငေါက်တာပေါ့ခွေးတွေကလည်းခြံဝတကားကိုကြည့်ပြီးထိုးအောင်တိတ်ဆန်းတိတ်နေစမ်းခွေးတွေကိုထိမ့်မရဖြစ်နေတာပေါ့ခွေးတွေကလည်းဗျမိုးရွာတဲ့ပြေးလိုက်ခြံဝကိုရောက်လိုက်နောက်ပြန်လှည့်ပြလိုက်ဟောင်လိုက်နဲ့အဆက်မပြတ်ကိုလုံနေတာပေါ့အိမ်ကြီးရှင်လည်းဗျာတိမခံတဲ့စိတ်တွေလည်းကုံဆုံးသွားတယ်တူပါတယ်ဗျာသူကအိမ်ထဲကိုဝင်သွားပြီးတော့လက်ထဲမှာလည်းတနက်တလက်ပါလာတယ်ဗျသူကခွင်းတဲ့ကောင်အော်ဟစ်တယ်ဗျတိတ်ခိုင်းတာပေါ့တိတ်ဆန်းတိတ်လိုက်ဆန်းအဲ့ဒီအချိန်မှာဗျခြံဝနေပြီးတော့ကလင်ဆိုပြီးတော့အတန်ထွက်လာတယ်ဗျခွေးတွေကလည်းထိမ့်မရဗျတိတ်ဆန်းနဲ့သူခွေးတွေကိုអော်လိုက်တယ်ဗျခွေးတွေကဆက်ပြီးအဆက်မပြတ်ကိုဟောင်းနေတာဗျအဲ့ဒီအချိန်မှာတိုင်းအားလုံးတိတ်ဆိတ်သွားတယ်ဗျအဲ့ဒီနေရာစားပြီးတော့ခေါင်းလောင်းတန်လည်းမကြတော့ဘူးပေါ့ခွေးဟောင်းတန်တွေလည်းမကြတော့ပါဘူးဗျ